ဆိုတော့ဒီကောင်ကဘယ်လိုမလဲဒီကျွန်တော်ဘေးပတ်ဝန်းကျင်မှာရှိရဲ့အတီးရွက်တွေစားစရာတောက်စရာတွေပေါ့နော်အတီးနံနေပြီးတော့အပင်တွေဥတွေအဲ့လိုမျိုးတွေပေါ့နော်ကြက်တုံတွေကိုကြက်တုံဖြူလို့ပြောင်းဖို့ပေါက်လို့အဲ့လိုမျိုးတွေနဲ့သူကဒါအိမ်ဒီဇိုင်းပေါ့နော်အိမ်ဒီဇိုင်းတွေဆွဲတယ်ပေါ့ဆိုတော့ပေါ့နော်ကျွန်တော်အခုအပြင်ကိုတွားမှအပင်တွက်ချတယ်ပန်းပင်လေးတစ်ပင်မဲ့နှုတ်လာတယ်ပေါ့နော်ဒါပါလားမသိဘူးနည်းနည်းမွေးရပင်စိမ့်ထင်တယ်ပင်စိမ့်လို့ခေါ်တယ်ပေါ့နော်ကျွန်တော်တို့ရှိမှာဆိုကလားပင်စိမ့်လို့ခေါ်တယ်ပေါ့နော်လောက်ရမယ်ဆိုတော့ဒီကောင်ကိုပုံလှလှလေးရိုက်ရမယ်ပေါ့နော်ပုံလှလှလေးရိုက်ရမယ်โอเคပေါ့နော်ကျွန်တော်တို့ပုံလှလှလေးတစ်ပုံရိုက်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်တို့ခုနကပုံလေးကိုထည့်မယ်ပေါ့နော်အဲ့တော့ upload file နှိပ်လိုက်မယ်အဲ့ပြီးတော့ကျွန်တော် prompt လေးတစ်ခုထည့်လိုက်မယ်ပေါ့ဒါပြီးတော့ပို့လိုက်ကြည့်မယ်ပေါ့နော်အစကကျွန်တော်စဉ်းစားတာ grab AI ကိုတုံးမယ်လို့စဉ်းစားတာပေါ့နော် grab AI ကိုတုံးမယ်လို့စဉ်းစားတယ်ဒါပေမဲ့ grab AI ကဘာဖြစ်နေလဲမသိဘူးကျွန်တော်ချိန်လို့မရဘူးပေါ့နော် line မကောင်းလို့လားဘာလို့လဲမသိဘူးသူဘာမှမတုံ့ပြန်ဘူးပေါ့နော်တော်တော်လေးကြာတယ်အဲ့ဒါကြောင့်မလို့ကျွန်တော်ဒီ Google Gemini ကိုပဲတုံးလိုက်ရပါပေါ့နော်အဆင်ပြေမလားမပြေဘူးလားဆိုတော့ကျွန်တော်ခဏတော့စောင့်ကြည့်ရမယ်ပေါ့နော်โอเคအခုဆိုလို့ရှိရင်သူပုံထုတ်တာပြီးသွားပြီပေါ့နော်ကျွန်တော်တစ်ချက်လောက်ကြည့်ကြည့်လိုက်ဒါကျွန်တော် download ဆွဲတာပေါ့နော်တစ်ချက်ပြန်ကြည့်လိုက်ဒါပင်စိမ်းကနေအဆောက်အဦကြီးဖြစ်သွားပါပေါ့နော်